လူရှင်တော်ဖြစ်ပေမဲ့ဇမင်းသားလုံးလို့ရတဲ့ရုပ်ရည်ပိုင်ရှင်ဖြစ်နေလို့မိန်းကလေးတွေတက်တက်လို့အားပေးနေကြတဲ့ကွန်ဒီဇပွဲတွေမှာဇမင်းသားကိုပဲပြည်သက်တွေကအဓိကအားပေးကြတာဖြစ်ပေမဲ့အောင်စုရဲ့ဇက်သပင်မှာတော့လူရှင်တော်ကိုလည်းအားပေးနေကြပါတယ်ရှင်အရင်ခေတ်ကလူရှင်တော်တွေနဲ့မတူတဲ့လူရှင်တော်ကွန်ဒီကချမောတဲ့ရုပ်ရည်ပိုင်ရှင်ဖြစ်နေလို့မိန်းကလေးတွေကြားထဲမှာတော့ကိုကွင်းဆိုပြီးတော့နာမည်ကြီးနေပါတယ်လူရှင်တော်ကြီးမြတ်တာနဲ့အတူတွဲကားတဲ့ဥကွန်ဒီလည်းရှိခဲ့ဘူးတာကြောင့်ကွန်ဒီကိုဥကွန်ဒီရဲ့သားလို့ထင်နေကြပါတယ်တကယ်တော့လူရှင်တော်ကြီးကွန်ဒီနဲ့သားဖမဟုတ်ပဲနာမည်ချင်းစင်နေခဲ့တာပါကွန်ဒီကပန်ရာကျောင်းကိုတယောက်စင်ကလေးကအုံဒီရဲ့ကျူကွန်ဒီဆိုပြီးတော့ပြည်သက်တွေကစနောက်ခဲ့ကြပါတယ်အဲ့ဒီကနေစတင်ပြီးတော့ကွန်ဒီနာမည်ကျွန်းသွားပြီးအနုပညာအလုပ်တွေလုပ်တဲ့အချိန်မှာလည်းဒီနာမည်ပဲဖြစ်သွားပါတော့တယ်ကွန်ဒီကလက်ရှိမှာတော့အောင်စုသပင်မှာကပြနေတာဖြစ်ပြီးတော့ချောမောလာပါတဲ့ရုပ်ရည်လေးကြောင့်သူ့ကိုမင်းသားလုပ်ဖို့တက်တောင်ပြောနေကြပါတယ်အောင်စုကိုလည်းပြည်သက်တွေကအားပေးကြသလိုကွန်ဒီမှာလည်းအမကန်ပြည်သက်တွေရှိနေပါတယ်နော်တချို့တွေကဇက်ဝဲကိုလာကြည့်ကြတာအောင်စုကိုကြည့်ဖို့ထက်ကွန်ဒီကိုအားပေးဖို့အတွက်ရောက်လာခဲ့ကြပါတယ်ကွန်ဒီရဲ့ရုပ်ရည်ချောချောလေးမှာမျောပါသွားကြပြီးတော့သူ့ရဲ့ပြက်လုံးလေးကိုတော့သတိမထားမိတော့တဲ့အထိဆွဲဆောင်မှုရှိနေပါတယ်ကွန်ဒီကလူရှင်တော်ပညာကိုတေချာသိယူထားသူဖြစ်တဲ့ပြင်သပင်ပညာလည်းတက်မြောက်ပါတယ်သူရဲ့ရုပ်ရည်နဲ့ဇမင်းသားလုပ်လို့ရတယ်ဆိုပေမဲ့လူရှင်တော်ဖြစ်ပဲရည်တည်နေတာပါဒီရက်ပိုင်းအတွင်းမှာပဲလူရှင်တော်ကွန်ဒီကအသက်25နှစ်ပြည့်သွားခဲ့ပါတယ်သူမွေးနေ့မှာအလူလုပ်ခဲ့ပြီးတော့သူ့ကိုအားပေးကြတဲ့ပရိသတ်တွေကလည်းရောက်လာခဲ့ကြပါတယ်အဲ့ဒီအထဲမှာမိန်းကလေးတယောက်ကတော့ကွန်ဒီကိုသဘောကျနှောလို့ဆိုပြီးတော့သူ့ရဲ့လက်မှာကွန်ဒီပုံကိုတက်တူထိုးထားခဲ့ပါတယ်ဖြတ်ဖို့ခက်ခဲတဲ့တက်တူကိုလက်မှာအသားအနှခံပြီးထိုးတဲ့အထိကွန်ဒီကိုအားပေးတဲ့မိန်းကလေးတွေလည်းရှိပါတယ်နော်သူ့ကိုအားပေးကြတဲ့ပန်ကလေးတွေကကွန်ဒီကပြတဲ့နေရာတိုင်းကိုလိုက်လံအားပေးကြတဲ့အထီကိုချစ်ခင်ကြတာပါရှင်။ဇမင်းသားကိုအားပေးဖို့အတွက်သွားလျာကိုလိုက်ကြသူတွေရှိပေမဲ့လူရှင်တော်လေးကိုချစ်လို့ဆိုပြီးတော့အားပေးကြတာကတော့ကွန်ဒီတယောက်တည်းပဲရှိမှချင်ပါတယ်နော်။ကွန်ဒီမှာအိမ်အောင်ရှိတာကိုသိပေမဲ့အနုပညာကိုအားပေးတာဖြစ်လို့လက်မှာတတူထိုးတဲ့အထိသူ့ကိုချစ်ခင်နေကြပါတယ်။ကွန်ဒီရဲ့ရုပ်ရည်ကလည်းမိန်းကလေးတွေသဘောကျလောက်အောင်ချမောတဲ့အပြင်ဟာတာညံကလည်းရှင်နေတာကြောင့်ကွန်ဒီမှကွန်ဒီဖြစ်နေကြပါတယ်။သူကဒီလိုမျိုးအောင်မြင်လာတာကတော့သူ့ရဲ့အမိအပေါ်မှာကျေးဇူးတည်တတ်တဲ့အကျိုးအဖြစ်လက်ခံထားပါတယ်။သူတို့မိသားစုမှာတော့အဖေကသူ့အသက်4နှစ်မပြည့်ခင်ကလေးကကိုလွန်သွားခဲ့တာကြောင့်အမေနဲ့ပဲနေထိုင်ခဲ့ရပါတယ်။အကိုဖြစ်သူကအကြောင်းထွက်ပြီးတော့မိသားစုတာဝန်ကိုယူခဲ့ရသလိုသူကလည်းတည်တတ်လိမ့်မှာပါတယ်။စစ်ကြောတဲ့အရွယ်ကလေးကအမေကိုလှုပ်ကြွေးလာသူဖြစ်ပြီးတော့အမေရဲ့လုံကြီးတွေကိုလျှော်ပေးဖို့အတွက်လည်းဝန်လေးသူမဟုတ်ပါဘူး။အမေကိုစိတ်ချမ်းသာအောင်ထားတဲ့အကျိုးကြောင့်လူရှင်တော်ဖြစ်နေပေမဲ့ဇမင်းသားနေကျူအားပေးမှုတွေကိုရရှိနေခဲ့ပါတယ်။အောင်စဘူကိုလည်းပြည်သက်တွေကအားပေးနေကြသလိုကွန်ဒီကလည်းအမာကန်ပြည်သက်တွေနဲ့ရက်တည်နေပါတယ်။တချို့တွေကကွန်ဒီနဲ့အောင်စဘူကိုလိုက်ဖက်တယ်ဆိုပြီးတော့သဘောတူနေကြတာပါရှင်။အောင်စဘူကိုချစ်ခင်ကြတဲ့သူတွေကမိန်းကလေးနဲ့ချစ်ကြိုက်သွားမှကိုစိုးရိမ်နေကြပြီးတော့လူရှင်တော်ကွန်ဒီနဲ့ပဲချစ်သူတွေဖြစ်သွားစေချင်နေကြပါတယ်။ဇက်စင်ပေါ်မှာကပြနေရင်နဲ့သူတို့နှစ်ယောက်အကြည့်ချင်းစုံတာတွေကိုပြည်သက်တွေကမြင်ပြီးတော့လေသဘောကျနေခဲ့ကြတဲ့ဒီပါ။တကယ်တော့ကွန်ဒီလည်းအိမ်အောင်ရှိသူတယောက်ဖြစ်တဲ့အပြင်အောင်စဘူနဲ့ကလည်းအညီကိုဆက်ဆံရေးပဲရှိတာပါနော်။အောင်စဘူကိုစော်ကားထိပါတာတွေကိုလည်းကွန်ဒီကမကြိုက်ဖဲရှေ့ကနေပြောဆိုပေးတဲ့အထိလှုပ်ဖို့ကိုင်းပဲစိတ်တဲ့အပြည့်ရှိသူလည်းဖြစ်ပါတယ်။အောင်စဘူကသူ့ကိုမိကိုနေကြတဲ့ဇက်အဖွဲ့သားတွေမတိကိုက်အောင်စင်ကျင်နိုင်သူဖြစ်တာကြောင့်လေသူတို့နှစ်ယောက်ကတော့အတွဲညီနေတာပဲဖြစ်ပါတယ်။ရုပ်ရည်လည်းချောသလိုအမေအပေါ်မှာလည်းတည်တက်လိမ့်မာတဲ့ကွန်ဒီကိုသဘောကျရလားဆိုတော့ကွန်မမပြောပြပေးခဲ့ပါဦး။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။